ရွာတဲ့ညဘူရာအိုကြီးတဲ့လူမလာတော့တဲ့လမ်းကြောင်းပဲမင်းနဲ့ငါထိုင်ခဲ့ဘူးတဲ့နေရာဟာအမတ်တရားတွေပဲကြံနေရထားတဲ့စင်လုံးမင်းထွက်သွားပြန်မလာနိုင်တဲ့ခရီး